တော်လန်ရေးကြကြအောင်ကြမ်းကြအောင်သူတို့ပဲလုပ်နေတာကျမတို့ပြည်သူတွေနောက်တစ်ခါနော်နောက်တစ်ခါအလိမ်မခံရဖို့အတွက်အခုကတည်းက ERO ပူးပေါင်းရမယ် ERO NUG PDS CRPH အားလုံး COC တခုတည်းမှာပူးပေါင်းရမယ်ကျမတို့လိုချင်တဲ့တပ်ပေါင်းစုကနော်အားလုံး COC တခုတည်းတပ်ပေါင်းစုဟိုတစ်ဖွဲ့ဒီတစ်ဖွဲ့ဟို9ဖွဲ့ဒီ10ဖွဲ့အဲ့လိုပေါင်းပြီးတော့ဒဇင်ထောင်တဲ့တပ်ပေါင်းစုငါတို့ပြည်သူတွေအလိုမရှိဘူးဖော်ကလည်းကြောင်နေတာခဏလေးဝိုင်းဆက်ပေးပါဦးနော်အခုကြည့်ရတာလေတယောက်ကအကောက်လို့ဒီအာဆီယံတစ်ခုလုံးဘယ်လိုပြောမလဲနော်ချဲလဲနိုင်ပြီဒါကြောင့်မို့ကျမတို့လက်မခံဘူးဖော်ရတယ်ခဏလေးတော့သာထွက်စီရည်ဆက်တော့ခါပဲကြည့်ရတာသူများထုလိုက်တယ်ဖြစ်မယ်ရပြီနော်အခု NUG ကိုခြောင်ထိုးတဲ့မဟာမိတ်ဂျောင်ထိုးတဲ့မဟာမိတ်တပ်ပေါင်းစုဖွဲ့စည်းလီကိုပြည်သူအများစုကလက်ခံယုံကြည်ပေးနိုင်မယ်ထင်နေတော့အဲ့ဒါပြည်သူကိုအထင်သေးတာပဲကဲတိုင်းရင်းသား ERO တွေဒါကြောင့်မလို့နော်ဦးမျိုးရန်နောင်သိပြောခဲ့တယ်အဲ့တော့ကျမတို့ဦးမျိုးရန်နောင်သိကိုတော့မှဗလဲတမျိုးထင်ခဲ့သေးတယ်နော်ဦးမျိုးရန်အောင်သိကလည်းတိုင်းရင်သားနဲ့ဗလဲရန်သူအားရအောင်သိခွဲတယ်ဆိုပြီးတော့ကျမတို့ထင်ခဲ့သေးတယ်အခုသူပြောတာတွေအကုန်မှန်ပြီဒီအခု16ပွဲရဲ့နောက်ွယ်မှာ ERO နော် ERO တချို့ရဲ့ကြောထောင်းနောက်ခံပြုတ်ထားတာကျမတို့သိရတယ်နော် SRA ရဲ့ထုတ်ပြန်ချက်မှာ NUG ကိုဂျာကာလာအစိုးရအဖြစ်အတိအမှပြုကြောင်းကြေညာထားပေမဲ့ ABC ဆိုတဲ့တော်လန်ရေးစုဖွဲ့3ခုအဖြစ်သတ်မှတ်ထားပြီး NUG ကိုအစုအဖွဲ့တစ်ခုမျှဖော်ပြထားခြင်းအင်အားလုံဆွဲလိုခြင်းကြောင့်ဆိုတာပေါ်လွင်တယ်ဒါသူတို့က NUG ကိုဗစဖျားကနေပဲနော်သူတို့ကမကောင်းတလို့ဘာဖြစ်ဆိုတော့ပြည်သူတွေက NUG ကိုနော်ဦးဆောင်တော်လန်ရေးလို့သတ်မှတ်ထားတဲ့အတွက် NUG နာမည်ကိုမကောင်းတလို့သူတို့ကထက်ပြောနေရပြီမဲ့တကယ် NUG ကိုသူတို့နော်လောဝဘယ်လိုပြောမလဲထက်ပြီးတော့သူတို့ချန်လာထားတယ်ပြောရမယ်ဆိုရင်အခုဒီ SRA အဖွဲ့ကလည်းဒီဖတ်အုပ်စုကအဖွဲ့ကြီးပဲကြည့်လိုက်မောင်ဆောင်ခါတို့ကျမတို့ကတော့ပြောစရာရှိတာပြောရမှာပဲကျမတို့ပြည်သူတွေနဲ့ပေါင်းစုတာကိုပဲမြင်ချင်တယ်
ဒါမဲ့တစင်ထောင်ပြီးတော့နူဂျီနဲ့တန်ပြန်နော်တန်ပြန်ဘယ်လိုပြောမလဲစင်ပြိုင်တာကိုကျမတို့မလိုချင်ဘူးကျမတို့ပြောမယ်နော်ဒီ16ဖွဲ့မှာကင်ထားတဲ့လက်နဲ့တွေပြည်သူလက်နဲ့တွေနူဂျီ PDF လက်နဲ့တွေလည်းပြည်သူလက်နဲ့တွေပဲမင်းတို့ပြည်သူလက်နဲ့တွေကင်တာချင်းတူတူပြည်သူတော်လှန်ရေးပြည်သူလူထုရဲ့နော်ရင်သွေးချင်းအတူတူဘာလို့မင်းတို့ပေါင်းလို့မရတာလဲနော်နူဂျီစုဖွဲ့တစ်ခုများပေါ်ပြထားခြင်းဟာအင်အားလုံဆွဲခြင်းကြောင့်ဆိုတာပေါ်လွင်တယ်ပြည်သူများလိုလားတဲ့တပ်ပေါင်းစုဆိုတာနူဂျီနဲ့ ERO နူဂျီနဲ့ PLDM မြတာပဲဖြစ်တယ်နူဂျီကိုဘ ਹੁ အစိုးရအဖြစ်အသိမှပြုတ်ထားရင်ထိုဘ ਹੁ အစိုးရနဲ့လက်တွဲလှုပ်ဆောင်နိုင်ကြရမှာပဲဖြစ်တယ်စင်ပြိုင်လိုခြင်းမဟုတ်ရင်ချီနာလိုလားချက်ဆိုဒီကိုထောက်စုကြရတော့မှာဖြစ်တယ်ဒါကြောင့်မို့ပြည်သူတို့ရေလောဝကျမတို့အခုကတည်းကနော်အစကောင်းမှအနောက်သေးချာကျမတို့9နှစ်ဖြစ်ခဲ့ပြီ9နှစ်အတွင်းမှာတိုင်းရင်းသား ERO တွေကနော်တော်လန်ရဲ့အစပိုင်းမှာနူဂျီကဖန်ရေးနိုင်ငံရေးဘက်ကိုဥဆောင်ပြီးတော့စစ်ရေးဘက်ကိုတိုင်းရင်းသား ERO တွေကိုနော်ဗလဲတာဝန်ပေးခဲ့တယ်တာဝန်ပေးတာထက်ကိုသူတို့ကနော် PDF တွေကိုပေါင်းစုပြီးတော့သူတို့နယ်မြေမှာပညာသင်ပြီးတော့ထောက်ပံ့တယ်လက်နဲ့ခဲရန်ထောက်ပံ့တယ်ပြီးတော့စာနာရိတ်ခါလေးနော်ကျမတို့ပြည်သူအားလုံးကထောက်ပံ့ခဲ့တာအဲ့ဒီတိုင်းရင်းသား ERO နယ်မြေမှာပူးပေါင်းတိုက်ပြီးတော့မြို့တွေရွာတွေစခန်းတွေသိမ်းနိုင်ခဲ့တာမင်းတို့ငင်းလို့မရဘူးနူဂျီကပုံအော်ပြီးတော့နူဂျီကတိုင်းသား ERO တွေကိုယုံကြည်တယ်လေတော်နိုင်ရဲ့အစပိုင်းမှာတိုင်းသား ERO တွေကိုယုံကြည်လို့ရသမျှအလူငွေတို့တနိုင်ငံလုံးကိုဗျမ်းမြပြီးတော့လူပေးခဲ့တာလေထောက်ပံ့ခဲ့တာလေနူဂျီကဘယ်လိုဦးတည်ခဲ့သလဲဆိုတော့တိုင်းသား ERO တွေနဲ့မြေနော် PDF တွေကိုမွေးထုတ်ပြီးတော့နော်ပြည်သူအပါဝင်ထောက်ပံ့တဲ့လက်နဲ့ခဲရန်တွေထောက်ပံ့ပြီးတော့တိုင်းသား ERO နယ်မြေတွေကိုတိုက်လို့နိုင်သွားလို့ရှိရင်ပြည်မကိုတပါတယ်စင်ပြီးတော့တိုက်မှာပေါ့အဲ့လိုမျိုးဦးဆောင်ခဲ့တာအဲ့လိုမျိုးဦးတည်ခဲ့တာအခုသူတို့နယ်မြေတွေကိုလည်းရရောတိုင်းသား ERO တွေကပထွေးဘောကိုအကုန်မှတ်နေကြတယ်ပထွေးဘောကိုစောင့်နေကြတယ်ဒါကြောင့်မလို့မင်းတို့ကနိုင်ငံတကာကိုမင်းတို့ဘလောက်အကူအညီတောင်းမင်းတို့ဒီတယောက်ဘောကိုဝင်မင်းတို့ဘောငိုတဲ့အတွက်နိုင်ငံတကာကမင်းတို့ကိုဘယ်လိုမှကူညီနိုင်မှာမဟုတ်ဘူးမင်းတို့အချင်းချင်းမညီမျှလေအဲ့ဒီမှာလို့တယောက်ကပုံပြီးတော့ဝင်စုပ်ဖက်လေပဲမင်းတို့မတိုက်ရင်နေပါစေဒါပေမဲ့အချင်းချင်းကိုပြိုခွဲအောင်မလုပ်ပါနဲ့မလို့တွေရဲ့မလို့တိုင်းရင်သားတွေမင်းတို့ပြည်မကိုမင်းတို့မတိုက်ရင်နေပါစေဒါပေမဲ့အချင်းချင်းကွဲပြဲအောင်မင်းတို့မလုပ်နဲ့တေးချင်းစိုးတွေအခုတယောက်အလိုကြနော်သူတို့လုံနေတာမဟုတ်ဘူးသူတို့ကကိုယ်ပိုင်အုတ်ချုပ်ခွင့်သီးခြားပြည်နယ်သီးခြားနိုင်ငံလိုမျိုးသူတို့လုံနေတာရှမ်းမြောက် operation ကာလအတွင်းမှာ MDAA ကိုနူဂျီနဲ့လက်တွဲလှုပ်ဆောင်ခြင်းမပြုဖို့အဲ့ဒီချီနာဘက်ကဖိအားပေးခဲ့တယ်ထိုဖိအားကြောင့်အညာဒေသက PDF တွေကို MDAA ကပြန်လဲမောင်းထုတ်တယ်နော်နူဂျီနဲ့ပူပေါင်းခြင်းမပြုဖို့တွန်းအားပေးထားတဲ့ချီနာဖိအားကြောင့်အသစ်ပြန်လဲဖွဲ့စည်းလိုက်တဲ့အစိုးရသစ်အဖွဲ့အစည်းတဲ့ကိုမြည်သည့် ERO ခေါင်းဆောင်များဝင်ရောက်ပူပေါင်းလှုပ်ဆောင်ခြင်းမရှိဘူးတိုင်းရင်းသားလက်နက်ကိုင်များအားလုံးချီနာနဲ့လုတ်ကင်းခြင်းမရှိဘူးဆိုတဲ့ပြရောက်ပါပဲဒါဆိုရင်တိုင်းရင်းသား ERO တွေကပထွေးကိုအဖေတော်မှလားဒါဆိုရင်မင်းတို့ပြသားနော်ရက်တီလိုက်မင်းတို့နယ်မြေမှာမင်းတို့မတိုက်နော်မင်းတို့မတိုက်နေပါစေငါတို့အချင်းချင်းကိုပြိုကွဲအောင်မလုပ်ပါနဲ့အခုဒီ SRA ဖွဲ့လိုက်တဲ့ SRA 16ဖွဲ့ကကျွန်မလုံးဝမယုံကြည်ဘူးမယိုးသားဘူးစာအုပ်စုတွေကကျင်ညာတယ်တပ်ပေါင်းစုဖြစ်ပြီးပျော်ပြီးဘာညာပျော်ပြီးပေါ့ဒါပေမဲ့သူတို့တပ်ပေါင်းစုကတစင်ထောင်နဲ့တပ်ပေါင်းစု
ngà đó enu chỉ ga này cái đằng cô thô phao nhau này bi enu chỉ cô chăn la thà bi mình đó bà ta mình đó giặt đi mẹ mình đó bị tai mẹ tu ta lu ngà ta mẹ upade mẹ này cái xóa chi này mẹ số gì ngà đó bị tu đi ga cô phê đuôi cô tu này ta lu bé bị tu đó nào sẽ đôi áp lực sĩ thoát bỏ là đây mà mấy ta bao su ở tuổi mà em nu chỉ baoဝင်chế mà piu này lì lá số thì cả you samu piu thay ya mẹ chết bà aku chama biểu mẹ nó aku tu do phơi thà đấy SLA ở phơi cả em nu chỉ đi ăn lẹ bài đây của em nu chỉ của tôi tạm biệt hộ chama ăn đồ bé tuổi đấy tôi bao này ya mẹ lì mấy nó sẽ có phải gặp ví dụ ở đây lâu bên này rồi em lúc chỉ nên bảo lúc mà phụ bao này ya đã lên mấy nó biểu đấy em lúc chỉ cả anashi em lúc chỉ cả nó mà lẽ à sao mà cha bu bây giờ à sao mà cha đã đi lấy mà bu đây sao tụi nghe ví dụ nhá phía đây tôi em lúc chỉ nên phụ bao trên mà xí đi mi sẽ phải xí của phía sẽ lâu quá yêu chỉ muốn bé tha ra mi mà không bảo bu lá ya bé đó số gì của sao chỉ này ra mà số đó mà lôi bé mình đôi ya lá ya cái bé của pi này là số đó aku ngán này tôi mà aku bao gầu bi ngà đó pi du rồi mi na khana sáu khana mà pi chỉ nó bu pi du đó ba bé pi nào sáu mà pi du mà pa yên su đó bé lô mà yết thì lô mà ya buဒါကြောင့်မို့အခုနော်ကျမတို့ face state ကိုပြေးနေပြီကျမတို့နိုင်ငံ face state ကိုပြေးနေပြီတိုင်းရင်းသား EAO တွေကဘာကြောင့်အချိန်ဆွဲနေတာလဲဒါကြောင့်မို့သူတို့တိုက်လာတာနော်တစ်ဆောင်ညနေခုပေါ်လာပြီးတဲ့နောက်ပိုင်းမှာတနေ့အတွင်းမှာပဲမြို့ပေါင်း10မြို့ကျော်ကိုသူသိလို့ရသွားတယ်ဒါပေမဲ့ကြံတဲ့2မြို့3မြို့ကရင်နီဆိုရင်လေလွိုင်းကော1မြို့ပဲကြံတယ်ချင်းဆိုရင်လည်းဟာကနော်ချင်းပြည်နယ်ဟာကမြို့ပဲကြံတယ်ရခိုင်ဆိုရင်3မြို့ပဲကြံတယ်ဒါပေမဲ့အဲ့ဒီမြို့တွေကိုသူတို့နော်ကချင်လည်းဒီလိုပဲသူတို့မသိနိုင်ပဲနဲ့ဒီလိုပဲဝင့်လဲကြောင်ပါလောက်ပြီးတော့အချိန်ဆွဲနေတယ်ငါတို့ပြည်သူတွေကိုမင်းတို့လက်စားလို့မရတော့ဘူးနော်အခုဒီ SLA အဖွဲအဲ့ဒီထဲမှာမာဝီလဲပါလိုက်မယ်လို့ကျမမထင်ခဲ့ဘူးတွေ့လားချင်းပြည်နယ်နဲ့ရက်ဗလဲချင်းနဲ့ကရင်နီကတော့ပြည်သူအများစုထောက်ပံ့လို့သူတို့မြို့တွေစခန်းတွေသိမ်းနိုင်တာအခုမင်းတို့ကပြည်သူတွေကိုအာခံတော့မှလားတနင်္သာရီတိုင်းမှာပူလောမြို့နယ်ကကရင်တွေ NUG ဘုတ်အဖွဲ့ဝင် CDN လင်မယားကိုရဲဆက်သတ်လိုက်တာတော်တော်လွန်သွားပြီ NUG ဘုတ်အဖွဲ့ဝင် CDN လင်မယားနင့်မှာထောက်ထားရှိလားမအားလာထက်ကရင်ကိုအရင်မဟုတ်သူရေးတာပါလေခဏလုံးနော်တနင်္သာရီတိုင်းပူလောကရင်တွေ NUG ဘုတ်အဖွဲ့ဝင်sorry အထောက်ထားရှိရမယ်နော်အထောက်ထားရှိလို့ရှိရင်တော်လန်ရေးအလုံးမှာအဲ့ဒီလူတွေတရားမှမလွတ်စေရဘူးNUG ဘာလုပ်နေလဲနော် NUG ဘာလုပ်နေလဲ NUG ကနော်တော်လန်ရေးအစပိုင်းမှာမင်းတို့တိုင်းရင်းသားတွေကိုနော်အဲ့ဒါကြောင့်ကျွန်မ NUG ကိုပြောချင်တယ်အခု NUG ကနော်ငွေတွေကိုအလွဲသုံးစားလုပ်တယ်ပြီးတော့ငွေတွေကိုဗါလဲခိုးယူတယ်ဘာညာပြောပြီးတော့အလူခံတော့ငွေတွေကိုခိုးယူတယ်ပဲပြောတယ် NUG ကိုကျမပြောချင်တာကတော်လန်ရေးအစပိုင်းမှာဘယ်နေရာကိုဘယ်လောက်ထောက်ပို့လိုက်သလဲနော်ဘယ်နေရာကိုဘယ်နေကပို့လိုက်တယ်ဆိုတာစီးရင်စီးရရှိမှာပါအကောက်ဖော်ထုတ်လိုက်နော်အကောက်ဖော်ထုတ်လိုက်
ငါလိုက်ခွဲနေတာမဟုတ်ဘူးခွေးတောင်စားမင်းတို့ ERO တွေမင်းတို့ ERO တွေကလေနော်တော်လန်ရေးနှစ်80ကျော်မင်းတို့တိုက်လာတာအနာတော့ကတ်လို့ရလို့လားဒီຫນွေဦးတော်လန်ရေးမှာပြည်သူလူထုကြောင့်မင်းတို့မျိုးတွေစခန်းတွေသိလို့ရတာမင်းတို့ဖင်ကောင်းမကျင်နဲ့တယောက်ခွေးတွေတယောက်ကြုံတွေအကောက်ဖြစ်သွားမယ်နားလေလား